1968 ခုနှစ် BNN စစ်ပွဲအတွင်းအမေရိကန်စစ်သား2ဦးဟာမုံတိုင်းထန်နေတဲ့တောနက်တစ်ခုထဲမှာပိတ်မိနေခဲ့ပါတယ်။အဖွဲ့ခေါင်းဆောင်ကသူတို့အဖွဲ့ဝင်တွေပျောက်ဆုံးကုန်ပြီဖြစ်ကြောင်းရေဒီယိုကနေတဆင့်အကူအညီလမ်းတောင်းနေတော့မှာပဲအခြားစစ်သား2ဦးဟာတစ်ပင်ရိပ်တွေကြားထဲရုတ်တရက်ဆွဲခေါ်ခြင်းခံရပြီးဟောဟစ်ပြောက်ကွယ်သွားပါတယ်။အဖွဲ့ခေါင်းဆောင်ကတနက်နဲ့လှမ်းပစ်ပေမဲ့ဘာမှမထိမှန်ပဲချုံပုတ်ထဲကနေဒိုင်နိုဆောတစ်ကောင်ခုန်ထွက်လာပြီးသူ့ကိုပါတက်လိုက်ပါတော့တယ်။နောက်တနေ့မနက်မှာတော့ BNN မျိုးသမီး2ဦးကအမေရိကန်စစ်စခန်းကိုလာပြီးအမွှေးတောင်တွေနဲ့မိစ္ဆာကောင်ကသူမရဲ့ခင်ပွန်းကိုဖမ်းခေါ်သွားကြောင်းလာရောက်ပြောဆိုပေမဲ့စစ်သားတွေကမယုံကြည်ကြပါဘူး။အချိန်ထဲမှာပဲရေဒီယိုတက်တိကျမှုအဆင့်မြင့်မားနေတဲ့လျှို့ဝှက်ကွန်တိန်နာတွေတင်ဆောင်လာတဲ့ကားတစ်စီးကိုဖမ်းဆီးရမိခဲ့ပါတယ်။ဘုံတန်တွေကြားထဲကနေစစ်သား2ဦးကကာနယ်ဂျီရီကိုထံဖုံးဆက်ပြီးဖမ်းဆီးရမိတဲ့ကားအကြောင်းနဲ့မင်းညကပျောက်ဆုံးသွားတဲ့အဖွဲ့အကြောင်းသတင်းပို့တဲ့အတွက်ဂျီရီကိုကသူတို့ရဲ့ထိတ်တန်းစစ်စင်ရေးအဖွဲ့ဖြစ်တဲ့လင်းတစစ်ကြောင်းကိုကယ်ဆယ်ရေးမစ်ရှင်စေလွှတ်ဖို့ဆုံးဖြတ်လိုက်ပါတယ်။လင်းတစစ်ကြောင်းဟာရန်သူစခန်းတစ်ခုကိုအောင်မြင်စွာစီးနင်းပြီးတုံ့ပြန်ဖြစ်နေတဲ့အမေရိကန်စစ်သား2ဦးကိုကယ်တင်နိုင်ခဲ့ပါတယ်။စခန်းကိုပြန်ရောက်တဲ့အခါကာနယ်ဂျီရီကိုကသူတို့ကိုချိုင်ဝမ်ဒေသမှာဖြစ်ပျက်နေတဲ့ထူးဆန်းတဲ့ကိစ္စတွေနဲ့ပျောက်ဆုံးနေတဲ့အဖွဲ့ကိုရှာဖွေဖို့ထောက်လှမ်းရေးမစ်ရှင်တစ်ခုထပ်မံပေးအပ်ပါတယ်။စစ်ကြောင်းမှူးဘေကာကိုလည်းဒီမစ်ရှင်အောင်မြင်ရင်သူ့ရဲ့အရင်ကပြစ်မှုမှတ်တမ်းတွေကိုပယ်ဖျက်ပေးမယ်လို့ကတိပေးခဲ့ပါတယ်။အဖွဲ့ဝင်တဦးဖြစ်တဲ့ကိစ္စလည်းစစ်ပွဲတံကြောင့်စိတ်တံရာရနေတဲ့စတိုဘယ်ကိုစိတ်ကျန်းမာရေးကုသမှုခံယူဖို့တိုက်တွန်းနေခဲ့ပါတယ်